ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမြစ်ဦး YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာရိုဟင်ဂျာဒုက္ခသည်များလိုက်ပါလာတဲ့ဆက်လက်နှစ်စီးနှင်းမြုပ်ခဲ့ပေါ်ရှိပြီးတော့လူ900ကျော်သေဆုံးနိုင်တယ်လို့ကုလသမဂ္ဂကစိုးရိမ်ကြောင်းထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာကုလသမဂ္ဂလက်ရှိအပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်မှုရေးရာအဖွဲ့IOM နဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR တို့ကဇူလိုင်လ16ရက်နေ့မှာပူးတွဲထုတ်ပြန်ခဲ့ပြီးမကြာသေးမီရက်ပိုင်းအတွင်းလူဦးရေ900ကျော်တင်ဆောင်လာတဲ့ဆက်လက်နှစ်စီးသည်မြန်မာကမ်းလွန်ပင်လယ်ပြင်မှာနစ်မြုပ်ဖွယ်ရှိကြောင်းပြောကြားခဲ့ပါတယ်ဗျ။ကမ္ဘာကုလသမဂ္ဂအနေနဲ့ယင်းဖြစ်စဉ်ကြောင့်အသက်ဆုံးရှုံးသူအရေအတွက်များပြားနိုင်သည့်အခြေအနေပေါ်အလွန်စိုးရိမ်ကြောင်းလည်းဖော်ပြခဲ့ပါတယ်ခင်ဗျာကုလသမဂ္ဂရဲ့အချက်လက်များအရဇွန်လနောက်ပိုင်းမှာမြန်မာနိုင်ငံရခိုင်ပြည်နယ်ကနေပြီးတော့ဆက်လက်နှစ်စီးထွက်ခါခဲ့ပြီးလိုက်ပါလာသူအများစုမှာရိုဟင်ဂျာဒုက္ခသည်များဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာထို့အပြင်အချို့သောခီးသည်များမှာဘင်္ဂလားဒေ့ရှ်ကော့ဘဇာဒုက္ခသည်စခန်းမှထွက်ခွာလာသူများလဲပါဝင်ကြောင်းကုလသမဂ္ဂကပြောထားပါသေးတယ်ခင်ဗျာဒီကတော့လည်းဘေးကင်းလုံခြုံတဲ့နေရာတစ်ခုသို့ရောက်ရှိရန်ပုံမကောင်းမွန်တဲ့ဘဝအခွင့်အလမ်းများကိုရရှိရန်ပင်လယ်ခီးကိုစွန့်စားခဲ့ကြခြင်းဖြစ်တယ်လို့လည်းသုံးသပ်ထားကြပါသေးတယ်ခင်ဗျာအဲ့ထုတ်ပြန်ချက်များအရပထမဆက်လက်ပေါ်မှာလူရေ150ခန့်လိုက်ပါလာခဲ့ပြီးထွက်ခွာပြီးမကြမီမှာအဆက်အသွယ်ပြတ်တောက်သွားတယ်လို့လည်းကျွန်တော်တို့သိရှိရပါတယ်ခင်ဗျာဒုတိယဆက်လက်မှာလည်းလူဦးရေ280ခန့်ပါလာပြီးတော့ဇူလိုင်လ10ရက်နေ့မှာမြန်မာနိုင်ငံအေယာဝတီကမ်းလွန်ပင်လယ်ပြင်မှာနစ်မြုပ်ခဲ့ပြီးတော့နစ်မြုပ်ခဲ့တယ်လို့လည်းယူဆကြောင်းကမ္ဘာကုလသမဂ္ဂကပြောဆိုထားပါသေးတယ်။ဒါပေမဲ့လည်းလက်ရှိချိန်ထိအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အချက်လက်များကိုဒီချာလိုလာစွာအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းကိုလည်းထုတ်ပြထားပါသေးတယ်ခင်ဗျာ။ IOM နဲ့ UNHCR တို့ကအဲ့ဒီဖြစ်စဉ်အတွက်ပါဝင်ခဲ့တဲ့လူဦးရေ900ကျော်ကအသက်ဆုံးရှုံးနိုင်တဲ့အခြေအနေပေါ်မှာအထူးဆွေးနွေးကြောင်းပြောကြားခဲ့ပါတယ်။တရားဝင်ဒီပြရှင်မှာမရှိသေးတော့လည်းပဲပေါ့နော်။အသက်ပေါင်းများစွာရှုံးရှုံးနိုင်တဲ့အခြေအနေပေါ်ဖြစ်နေကြောင်းသတိပေးထားပြီးတော့ရှာဖွေကယ်ဆယ်ရေးနဲ့သတင်းချက်လက်ကိုစုဆောင်းပြီးဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းကျွန်တော်တို့သိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ကမ္ဘာကုလသမဂ္ဂရဲ့အဆိုအရ2026ခုနှစ်အတွင်းမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာရိုဟင်ဂျာဒုက္ခသည်များကဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအပါအဝင်လူဦးရေ300နီးပါးပျောက်ဆုံးခြင်းဒါမှမဟုတ်သေဆုံးခြင်းများကြုံတွေ့ရကြောင်းသိရပါတယ်ခင်ဗျာပင်လယ်ရေကြောင်းမှာတရားမဝင်ရွှေ့ပြောင်းသွားလာမှုများမကြသေးမီနှစ်များတွင်ဆက်လက်မြင့်တက်နေပြီးတော့အန်ဒီရများတဲ့ခီးစဉ်ကြောင့်အသက်ဆုံးရှုံးများလည်းတိုးလာနေကြောင်းလူသားချင်းစာနာထောက်ထားတဲ့အဖွဲ့အစည်းကလည်းသတိပေးထားပါတယ်ခင်ဗျကုလသမဂ္ဂအဖွဲ့အစည်းများကဒုက္ခသည်များရဲ့ဘေးကင်းလုံခြုံရေးကိုကာကွယ်ပေးနိုင်မည့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြင့်လှုပ်ဆောင်ရန်နဲ့အန်ဒီရများသောပင်လယ်ခီးများကိုလျှော့ချနိုင်ရေးအတွက်အရေးခံပြဿနာများကိုဖြေရှင်းပေးရန်လိုအပ်ကြောင်းထပ်မံတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီခုပြည့်စင်ရပင်လယ်ရေကြောင်းကနေပြီးတော့ရွှေ့ပြောင်းသွားလာသူများရင်ဆိုင်ရတဲ့အန်ဒီရကိုထပ်မံဖော်ပြနေတဲ့ဝန်နဲ့ဖွဲ့ရာပြည်ကြောင်တစ်ခုလည်းဖြစ်ပါတယ်ဗျာသေဆုံးသူနဲ့ပျောက်ဆုံးသူအရေးအတွက်ရှာဖွေကယ်ဆယ်ရေးအခြေများနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအချက်လက်များကိုတာဝန်ရှိများဖွဲ့စည်းများဆက်လက်ထုတ်ပြန်သွားမှာဖြစ်တော့ကြောင်းမလို့ကြီးစီသူပေါင်းတို့လည်းကျွန်တော်အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးဖို့မမေ့ကြပါနဲ့ဗျာဟုတ်ကဲ့ဒီတစ်ပတ်ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ